မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ဟာအသက်ဝိညာဉ်ကယ်တင်ဖို့အတွက်ကိုနံပါတ်1ဦးစားပေးတော်မူတယ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အတူတကွအမျှဝေကြရအောင်ကျွန်တော်တို့လောကမှာရှိတဲ့လူတွေကတော့လူမှုရေးဆိုတာရှိပါတယ်တယောက်နဲ့တယောက်ထောက်ထားရတဲ့အရာတယောက်နဲ့တယောက်ငဲ့ညာရတဲ့အရာတွေရှိပါတယ်ဒါကြောင့်မပြောအပ်သောအချိန်မပြောအပ်သောစကားဆိုတာလည်းရှိပါတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကြတော့ထိုကဲ့သို့လူမှုရေးဆိုတဲ့အရာကိုသခင်ယေရှုဟာငဲ့ကွက်ခြင်းမရှိပါဘူးသခင်ယေရှုခရစ်တော်သည်တိကျပြတ်သားစွာနဲ့ဘယ်သူရဲ့မျက်နှာကိုမှမထောက်ဘဲနဲ့တမန်တရားကိုသာဟောပြောပါတယ်အဲ့တော့တခါတလေကျွန်တော်တို့လူသားတွေအနေနဲ့သခင်ယေရှုခရစ်တော်ပြောတဲ့အခါမှာဟာဘလို့ကြီးလဲသခင်ယေရှုခရစ်တော်ကိုနားမလည်နိုင်တဲ့အချိန်တွေရှိပါတယ်အဲ့တော့သခင်ယေရှုခရစ်တော်ဟာတမန်တရားနဲ့ပတ်သက်လို့ရှင်လူတွေကိုကယ်ဖို့ရန်အတွက်လှုပ်ဆောင်မှုနဲ့ပတ်သက်လို့ရှင်ပြက်ပြက်သားသားလှုပ်ဆောင်တာကိုကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဘာကြောင့်လဲအသက်ဝိညာဉ်ကိုငရဲကကယ်တင်ခြင်းအမှုဟာတမန်တရားကိုတိကျပြတ်သားစွာမပြောဘူးဆိုရင်မကယ်တင်နိုင်လို့ဖြစ်ပါတယ်။အဲ့ဒီသခင်ယေရှုခရစ်တော်ပြောတဲ့တမန်တရားကိုလက်တွေ့နာခံလှုပ်ဆောင်ခြင်းမရှိဘူးဆိုလို့ရှင်လဲဘာမှအကျိုးကျေးဇူးခံစားရမှာမဟုတ်လို့ဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကဒီတမန်တရားကိုပြောတဲ့အခါမှာဘယ်သူမျက်နှာကိုမှမထောက်ဘဲနဲ့တိကျစွာပြတ်သားစွာနဲ့ပြောလို့ရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာတော့ဘာနဲ့ကြည့်မလဲဆိုရင်ရှင်လုကာခရစ်ဝင်အခန်းကြီး9မှာရှိတဲ့သခင်ယေရှုခရစ်တော်နောက်ကိုလိုက်ချင်တဲ့လူ3ယောက်ရဲ့အကြောင်းအပြင်သခင်ယေရှုဘလို့တုံ့ပြန်လဲကျွန်တော်တို့ကြည့်ကြရအောင်။အဲ့တော့ပထမဦးဆုံးလူတစ်ယောက်ကသခင်ယေရှုရှိကိုလာပြီးတော့မှပြောပါတယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး9ခန်းငယ်50ခွန်မှာအဲ့တော့သခင်ကိုတော်ကြွတော်မူရာအရရက်တို့ကျွန်တော်လိုက်ပါမယ်အဲ့တော့ဒီပထမလူတစ်ယောက်ကသခင်ယေရှုနောက်ကိုကျွန်တော်လိုက်ပြစေသခင်ယေရှုနောက်ကိုလိုက်ပြီးတော့မှကျွန်တော်အစေခံပါရစေလို့ခွင့်တောင်းပါတယ်အဲ့ဒီခါမှာသခင်ယေရှုခရစ်တော်ကဘာကိုပြောလဲဆိုလို့ရှိရင်အဲ့တော့ယေရှုကလည်းမြေခွေးမှာနားစရာမြေတွင်ရှိတယ်အဲ့တော့နောက်တစ်ခုကဘာပြောလဲဆိုရင်မိုးကောင်းကင်ငှက်လေတဲ့ဘာရှိလဲဆိုရင်မိုးကောင်းကင်၌ကျင်လေသောငှက်လေနားနေစရာတစ်ပိုင်းတစ်ကိုင်းတစ်ပင်ကြောက်ကူစသဖြင့်အရက်ကရှိတယ်တဲ့ဒါပေမဲ့တဲ့သခင်ယေရှုခရစ်တော်ကတော့ခေါင်းချစရာနေရာမရှိပြောချင်တာကအိမ်ပိုင်မရှိယာပိုင်မရှိငါအိမ်ငါယာရေလို့သတ်မှတ်ထားတာမရှိဘူးလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့သခင်ယေရှုခရစ်တော်နောက်ကိုကျွန်တော်လိုက်ပြစီလို့ပြောတဲ့အခါမှာသခင်ယေရှုကဘာဖြစ်လို့ဒီပိုင်ဆိုင်ခြင်းမရှိတဲ့အရာတွေကိုပြောနေလဲဆိုရင်တချို့သောသူတွေဟာသခင်ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာတကယ်ကိုသခင်ယေရှုခရစ်တော်ကိုယေရှုတင်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့နိုင်ငံတော်မှာအစေခံခြင်းတဲ့အတွက်ကြောင့်လိုက်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကိုဂျိုးအတွက်ကိုယ့်ရဲ့စီးစိမ်ဥစ္စာကိုမျှော်လင့်ပြီးတော့မှသခင်ယေရှုခရစ်တော်နောက်ကိုလိုက်ရင်ရမယ့်အခွင့်အရာတွေအာဏာတွေဒီအရာတွေကိုဂုဏ်ရှိန်တွေကိုတက်မှတ်တဲ့စိတ်နဲ့လိုက်တဲ့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ကအခုကဲ့သို့ကြိုပြောခဲ့တာဖြစ်ပါတယ်မြေခွေးမှာတောင်မှနားစရာမြေခွင်းရှိတယ်မိုးကောင်းကင်၌ကျင်လေသောငှက်လည်းနားနေစရာအရက်ရှိတယ်ဒါပေမဲ့ငါကတော့ပိုင်တဲ့အရာဆိုင်တဲ့အရာနားစရာဆိုလို့ဘာမှမရှိဘူးလို့ကြိုပြောခဲ့တာကသခင်ယေရှုခရစ်တော်နောက်ကိုလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟာကိုဂျိုးအတွက်ကိုယ့်ရဲ့စီးစိမ်ချမ်းသာအတွက်ကိုယ့်ရဲ့အာနာပါဝါအတွက်ကိုလိုက်မျှော်လင့်ပြီးလိုက်လို့မရဘူးဘုရားသခင်ကိုယေရှုတင်သောစိတ်ဘာကြောင့်ယေရှုတင်ရမလဲဆိုရင်ကယ်တင်ခြင်းထာဝရအသက်ကိုပေးတဲ့အတွက်ကြောင့်ယေရှုတင်သောစိတ်နဲ့အစီခံတဲ့စိတ်နဲ့ဘာမှမျှော်လင့်ခြင်းမရှိဘဲနဲ့စိတ်နဲ့လိုက်မှရမယ်လို့သခင်ယေရှုခရစ်တော်ကပြောလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့ဒီအရာလေးအပြင်စဉ်းစားတဲ့အခါမှာလဲကျွန်တော်တို့ရဲ့အသက်တာမှာယနေ့စဉ်းကျင်စရာဖြစ်ပါတယ်ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်နောက်ကိုလိုက်တယ်ဘုရားသခင်ရဲ့နိုင်ငံမှာအစေခံတယ်ဘုရားသခင်ရဲ့နိုင်ငံမှာတတ်နိုင်သလောက်ပေးလူပါဝင်တယ်ဘာကိုမျှော်လင့်လဲဒီလောကရဲ့အကျိုးတစုံတစ်ခုကိုမျှော်လင့်နေတယ်ဆိုရင်တော့မျှော်လင့်ချက်မှားနေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီသခင်ယေရှုအတွက်အစေခံတယ်ဘုရားသခင်နိုင်ငံတော်ထဲမှာပါဝင်တယ်ဆိုတာမြည်သည့်အကျိုးမှပြန်မျှော်လင့်ခြင်းမရှိဘဲနဲ့ဒီငရဲကကယ်တင်ပေးတဲ့ကားတိုင်းတော်ထက်မှအသွေးသွန်းအသားကိုချိုးဖဲ့အသက်ကိုစွန့်ပြီးတော့မှကယ်တင်ပေးတဲ့ကိုရောရဲ့ချစ်ချင်းမြတ်တာအတွက်ကိုကျေးဇူးတင်တဲ့စိတ်နဲ့ဒီနေ့ပြန်လည်ပြီးတော့မှအစေခံခြင်းသာလျှင်ဘုရားသခင်ကလက်ခံမယ်ဆိုတာကိုကျွန်တော်တို့ကိုဖော်ပြနေတာဖြစ်ပါတယ်။နောက်နံပါတ်2လူကိုကျွန်တော်ကြည့်ရအောင်
အဲ့တော့နံပါတ်1လူမှာ59မှာဘာပြောလဲဆိုရင်အခြားသောသူကိုလည်းတဲ့ငါနောက်သို့လိုက်လောဟုမိန့်တော်မူလေနော်အဲ့တော့ဒုတိယလူကျတော့သခင်ယေရှုကိုယ်တိုင်ကခေါ်တာနော်အဲ့တော့သခင်ယေရှုကငါနောက်ကိုလိုက်ခဲ့ပါလို့ခေါ်တဲ့အခါမှာနော်အဲ့ဒီလူကဘာပြန်ပြောလဲဆိုရင်နော်သခင်ကျွန်တော်အဖေကိုတွားပြီးတော့မှမြေမြုပ်တကြိုပြရစီအောင်နော်အဲ့လိုမျိုးပြီးရင်လိုက်မယ်လို့သူကပြောတာနော်အဲ့ခါမှာသခင်ယေရှုခရစ်တော်ကဘာပြန်ပြောလဲဆိုရင်နော်ဒီနေ့ဝိညာဉ်တည်နေတဲ့သူတွေကကိုယ်ခန္ဓာတည်တော်သူကိုတကြိုပါစေမင်းကတော့ငါနောက်ကိုလိုက်ခဲလို့ပြောတာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာကျမ်းစာမှာပြောတာကတော့လူသေးတို့သည်လူသေးတို့ကိုတကြိုပါစေလို့ပြောနေအဲ့တော့ကျွန်တော်ကသခင်ယေရှုခရစ်တော်ကိုမယုံကြည်ဘူးဆိုရင်နော်တရှင်သောဝိညာဉ်တော်အပြင်ဒုတိယမမွေးဘူးဆိုရင်အသက်သောအသက်တာမဖြစ်ဘူးဆိုရင်ကိုယ်ခန္ဓာကရှင်နေတော့ညာလဲဝိညာဉ်အသက်ကအသေးပဲဖြစ်တယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်မခံဘူး။တရှင်သောဝိညာဉ်တော်အပြင်ဒုတိယမမွေးဘူး။နှုတ်ကပတ်တော်အပြင်အသက်သောအသက်တာမဖြစ်ဘူးဆိုရင်ထိုသူကဝိညာဉ်သေးနေလို့သခင်ယေရှုခရစ်တော်ကဘယ်လိုခေါ်လဲဆိုရင်လူသေးလို့ခေါ်တာဖြစ်တယ်။နော်။နောက်တစ်ခါခုနကသူ့အဖေသေးတယ်ဆိုတာကတော့ခန္ဓာကိုယ်သေးသွားတာပေါ့နော်။အသက်ထွက်သွားတယ်။အဲ့တော့လူသေးတို့သည်လူသေးတို့ကိုတကြိုပါစေဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုရင်ဝိညာဉ်သေးနေတဲ့သူတွေကကိုယ်ခန္ဓာတည်သွားတဲ့သူကိုသွားတကြိုပါစေမင်းကတော့ဘုရားသခင်အကြောင်းသိတယ်ဆိုရင်ငါနောက်ကိုလိုက်ခဲ့လို့ခေါ်တာဖြစ်ပါတယ်နော်ဒီခါမှာလဲကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ကိုနားမလည်နိုင်စရာမြင်နိုင်ပါတယ်ဟာသခင်ယေရှုခရစ်တော်ကနော်ဒီနေ့လူမှုရေးတွေကမလိုရတော့ဘူးလားကျမ်းစာမှာလည်းပြောတယ်လေသင်မိဘကိုယူသေးစွာပြုလို့လို့ပြောတယ်လေအခုကနော်ကိုယ့်ရဲ့မိဘကိုမြင်မြုပ်ပြီးအလုံးကင်းကင်းရှင်းရှင်းဖြစ်ပြီဆိုရင်လိုက်ပါလေအဲ့ဒါကိုဘာစကားတွေပြောနေတာလဲနော်ကျွန်တော်တို့သခင်ယေရှုခရစ်တော်ရဲ့တိကျပြတ်သားစွာပြောတဲ့စကားကိုနားမလည်နိုင်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာကိုကြည့်တဲ့အခါမှာနားလည်ပါတယ်။ဘာကြောင့်လဲကျွန်တော်အစမှပြောသလိုသခင်ယေရှုခရစ်တော်ဟာအသက်ဝိညာဉ်ကိုကယ်တင်ခြင်းမှတပါဘယ်အရာကိုမှဦးစားမပေးဘူး။ဘယ်အရာကိုမှအရေးကြီးတဲ့အရာလို့သတ်မှတ်ခြင်းမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့ကိုသင်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လည်းဒီနေ့ဧဝံဂေလိပြောတဲ့အခါမှာအသင်းတော်တည်ဆောက်တဲ့အခါမှာကိုလှုပ်တဲ့အမှုတွေကတကယ်ပဲလူတွေကိုကယ်တင်ခြင်းရောက်စေလားတမန်တရားသိစေလားတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုလှုပ်တဲ့အမှုတွေကထိရောက်မှုရှိရလားနော်တချို့သောသူတွေဆိုရင်ဝတ်သားဟင်းနဲ့ထမင်းကျွေးတယ်အမျိုးမျိုး decoration အလှတွေဆင်းတယ်လူတွေ100 200 300ဖိတ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်တမန်တရားမပြောတဲ့အခါမှာနော်ဒီနေ့တကယ်သခင်ရှိခရစ်တော်ရဲ့အလိုတော်ဘုရားသခင်ရဲ့အလိုတော်မတင်ပေးတဲ့အခါမှာလူများစွာဟာလာပြီးတော့မှစားတောက်ပြီးသားပြန်သွားတယ်သိန်းရာချီတာကုန်သွားတယ်ဘာမှအကျိုးရလဒ်မရှိတဲ့အရာတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုသခင်ယေရှုခရစ်တော်ကဘာတင်ပေးချင်တာလဲဆိုရင်ကျွန်တော်တို့လုပ်တဲ့အမှုတစ်ခုတစ်ခုစတဲ့ဟာတကယ်လူကယ်နိုင်တဲ့အမှုဖြစ်ဖို့လိုတယ်မင်းတို့ငွေကြေးကုန်တာမကုန်တာဒုတိယနေရာမှာထားဒါပေမဲ့တကယ်ကိုလုပ်မဲ့အမှုဟာအသက်ဝိညာဉ်ကိုကယ်တင်သောအမှုလားတကယ်ဘုရားသခင်နိုင်ငံတော်အတွက်အကျိုးရှိလားအကျိုးရှိမှသာလုပ်စီခြင်းတွေကိုကျွန်တော်တို့ကိုဖော်ပြတာဖြစ်ပါတယ်။ဘာကြောင့်လဲသခင်ယေရှုခရစ်တော်သည်အသက်ဝိညာဉ်ကိုငရဲမကျစေခြင်းတဲ့အတွက်ကြောင့်အသက်ဝိညာဉ်ကိုငရဲကကယ်တဲ့အလုပ်ကိုအင်မတန်မှနံပါတ်1ဦးစားပေးတယ်ဆိုတာကိုဒီကိစ္စလေးအဖြစ်ကျွန်တော်တို့သိနိုင်တာဖြစ်ပါတယ်။အဲ့တော့နောက်ဆုံးနံပါတ်3ကတော့ဘာပြောလဲဆိုရင်အခြားသောသူကလည်းကိုရောနောက်သို့ကျွန်တော်လိုက်ပါမယ်ဒါပေမဲ့ကျွန်တော်ရဲ့မိဘတွေကိုနော်အရင်သွားပြီးတော့မှကျွန်တော်အိမ်မှာရှိတဲ့သူတွေကိုသွားပြီးခွင့်ပြုချက်သွားတောင်းပြစီလို့ပြောတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဖတ်ပြပြောလဲဆိုရင်ထုံခိုင်းကိုကင်ပြီးတော့မှနောက်လှည့်ကြည့်တော်သူသည်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့မထိုက်တန်ဘူးတဲ့အဲ့တော့ဒီတတိယလူကျတော့ဗာလဲဆိုရင်ဒီဘုရားသခင်နိုင်ငံတော်နောက်ကိုလိုက်ဖို့အတွက်မိသားစုခွင့်ပြုချက်ကအရေးကြီးနေတယ်ဆိုရင်နော်ဒီနေ့ဘုရားသခင်နိုင်ငံနဲ့မထိုက်တန်ဘူးနော်အဲ့တော့ဘုရားသခင်ကကောင်းကင်မြေကြီးစัจ java ကဘာမိုးမြေမှာအစကျွန်တော်တို့အသုံးပြုနေတဲ့အရာအလုံးကိုဖန်ဆင်းပေးတယ်အသက်ဝိညာဉ်ကိုလည်းဖန်ဆင်းပေးတယ်ထာဝရငရဲကလည်းကယ်တယ်ကောင်းကင်နိုင်ငံကိုလည်းပို့ဆောင်ပေးတယ်ဘုရားသခင်ကိုနော်ဒီနေ့မိသားစုခွင့်ပြုချက်ရမှာပဲလိုက်ပါလားမိသားစုခွင့်ပြုချက်ရမှာပဲအစီခံပါလားဒါဆိုရင်ဘုရားသခင်တက်ကိုမိသားစုကကြီးမြတ်နေတာပေါ့သင်ဘုရားသခင်ထာဝရဘုရားကိုစင်လုံးခြင်းမဲ့အစွမ်းတတ္တိရှိသည်များချစ်ပါလို့ပြောတာကိုဘုရားသခင်ကိုနံပါတ်1ချစ်ရမယ်လို့ပြောနေတာကိုမိသားစုကိုပဲခွင့်ပန်ပြီးမိသားစုခွင့်ပြုရင်လာမယ်ဆိုရင်မိသားစုကဘုရားသခင်တက်ကိုကြီးသွားပြီပေါ့ဒါဆိုရင်တော့ဘုရားသခင်နိုင်ငံနဲ့မထိုက်တန်ဘူး
ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာလည်းတတိထားဖို့လိုပါတယ်ကျွန်တော်တို့ရဲ့မိသားစုဇနီးမယားလင်ယောက်ျားသားသမီးအရေးတွေမိဘအရေးတွေကိုဘုရားသခင်တက်ကိုပို့ပြီးတော့မှဦးစားပေးနေမယ်ဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့မထိုက်တန်တာကိုသိပြီးတော့မှပြင်ဆင်ဖို့လိုပါတယ်